န်ချီယိုရဲ့မျက်လုံးထဲကအရှာတွေဟာအခါစာလိုက်လက်ရှာပွေနေခဲ့တဲ့အမြင်မားဆုံးပုံကပါဖြစ်နေနိုင်တယ်လို့လည်းတွေ့မြင်မိခဲ့ပါတယ်အခါစာရဲ့ခေါင်းကလည်းပြတ်ထွက်သွားခဲ့ရပေမဲ့ခေါင်းကိုကင်ထားပြီးလေပင်းနဲ့ပြန်ချိတ်ဆက်ဖို့အတွက်အသေးတံပြန်ကြိုးစားပါတော့ရဲ့အဲ့အချိန်မှာပဲဂီယိုကဂျားနဲ့အခါစာရဲ့ခေါင်းစီပြပောက်လိုက်တဲ့အခါမြေပြင်ပေါ်ကိုအခါစာရဲ့ခေါင်းကလည်းပြုတ်ကျသွားခဲ့ရပြီးပျောက်ကွယ်သွားရပါတော့ရဲ့တန်ချီယိုသူတွေလည်းအခါစာကိုအနိုင်ယူနိုင်ခဲ့ပြီလို့ထင်လိုက်ပေမဲ့အခါစာရဲ့ခန္ဓာကိုယ်ကတော့ပြန်ချလာပြီးတိုက်ခိုက်လိုက်ပါရဲ့ခေါင်းကလည်းတဖြည်းဖြည်းပြန်လဲဖွံ့ဖြိုးလာခဲ့ကတန်ချီယိုကလည်းအတော်လေးအားနည်းနေပြီမို့လို့အခါစာရဲ့လက်ချက်နဲ့ပဲလွတ်ထွက်သွားခဲ့ရပါရဲ့အခါစာရဲ့ခန္ဓာကိုယ်ကိုတော့ဂီယိုကစတိုက်တိုက်ခိုက်လို့နေခဲ့ပေမဲ့တန်ချီယိုကတော့တီးလက်သွားခဲ့ပါပြီဒါကြောင့်ပဲအခါစာကတန်ချီယိုစီအရင်ဦးတည်လိုက်တဲ့အခါဂီယိုတရ water breathing full fan striking tag နဲ့အခါစာရဲ့ခန္ဓာကိုယ်ကိုခုတ်ဖြတ်လိုက်ပါတော့ဒါပေမဲ့ခေါင်းမရှိတော့တဲ့အခါစာရဲ့ခန္ဓာကိုယ်ကိုကူးတားနိုင်စွမ်းဟာအရန်မြန်ဆန်လွန်းနေခဲ့ပြီးတော့ဂီယိုကိုဓာမကိုင်နိုင်တော့တဲ့အထိပြန်တက်ခိုက်ပြီးလိုက်ပါရဲ့ဒါကြောင့်ပဲအခါစာတယောက်တန်ချီယိုစီဦးတည်လိုက်တဲ့အခါဂီယိုကပြန်ချလာခဲ့ပြီးတန်ချီယိုကိုတက်ချင်ရင်ငါ့ကိုအရှင်တက်ဖို့ပြောလိုက်ပါတော့Demon Slayer FND Custom Movie ကအရှိဖြစ်တာမို့